Study Korean with Tata channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမတို့ကလည်းဒီနေ့ဝေါ်ဟာရတွေကိုဆက်လက်လေ့လာသွားရမှာဖြစ်ပါတယ်ဒီနေ့လေ့လာသွားမယ့်ဝေါ်ဟာရတွေကတော့ပထမလေ့လာခဲ့တာကဂါနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေကိုလေ့လာခဲ့တယ်ဒီနေ့မှာကတော့နာနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေကိုလေ့လာရမှာဖြစ်ပါတယ်ဝေါ်ဟာရကိုဘာဖောင်ပြီးပေါ့အဲ့ဒါတွေကိုလေ့လာရမှာဖြစ်ပါတယ်အဲ့ဆိုတော့ကျမနဲ့တူလိုက်ပြီးတော့နားနဲ့ပတ်သက်တဲ့ဘာဖောင်တွေကိုတူလေးလာကြည့်ကြရအောင်အဲ့လိုဆိုတော့နံပါတ်1ဝေါ်ဟာရကဘာလဲဆိုတော့နာဂါထာထွက်သည်တခုထွက်သည်လူတော့ထွက်တာထွက်သည်နာဂါထာထွက်သည်ထွက်သည်မြန်မာစကားကိုပြီးတော့နာဂါထာထွက်သည်နောက်တစ်လုံးကကြတော့နာနူတာ sharing လုပ်တာနာရူကျတော့ဘာလဲလဲတော့မသိဘူးစကားပြောရင်အဲ့လိုအသက်ကြီးမမနေရပေါ့နော်အဲ့ဒါဆိုနာနူတာဆိုတာကကြောင့်မျှဝေသည်ကိုယ်ပါရှိတဲ့အရာကိုခြားသူကိုမျှဝေ sharing လုပ်တဲ့သဘောပေါ့နော်အဲ့ဒါဆိုတော့နောက်တစ်လုံးကကြတော့နာပါချီတာဆိုတာဘာပြောရလဲဆိုးလာတာနာပါချီတာနာပစ်တာဆိုတာဆိုးတယ်နော်ရောကဆိုးပါတယ်နာပစ်တာဆိုးတယ်ဒါပေမဲ့နာပါချီတာဆိုးလာတာတပြည့်ပြည့်နဲ့ဆိုးလာတယ်သူပို့ပြီးတော့ဆိုးလာတယ်အရာတဲ့ပို့ဆိုးလာတယ်သူရောကချင်းပို့ဆိုးလာတယ်အဲ့လိုမျိုးဆိုးလာဒါပေမဲ့ကိုကကျတော့ဗာလဲဆိုတော့နာအိုတာဆိုတာထွက်လာတာနာအိုတာထွက်လာတာပြီးတော့ရောဘုံကိုကျွန်တော်ပြောခဲ့ဒီတချင်းနဲ့ပတ်သက်ပြီးတော့တင်ပေးမယ်ဆိုတာကတော့တင်ပေးမှာပါဒါပေမဲ့ဒီကျွန်မဂါနာတာလာမဘာစာတော့အားစချအဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်မဒီဘတ်တွေတင်ဝါခြင်းနဲ့ထောက်လျှောက်တင်ဝါခြင်းနဲ့အဲ့ဒါကြီးပြီးတော့မှဆိုကျွန်တော်ဘယ်လောက်ဖြစ်လဲ၄လပိုင်းလောက်မှဟုတ်တယ်၄လပိုင်းလောက်မှစပြီးတော့တချင်းစတင်ဖြစ်မယ်လို့ထင်ပါတယ်။တချင်းကကျွန်တော်ရွေးပြီးသွားရင်အားလုံးကြိုက်မယ်လို့ထင်တယ်။ဒါဆိုတော့ K-pop sounds တခုပေါ့နော်။ European Korean sound တော့မဟုတ်ဘူး။ K-pop ဒီ sound ဆိုတော့သူကကြတော့ရမ်းလို့ဒါကျွန်မရဲ့ကြိုက်တဲ့တချင်းပေါ့နော်။ ကိုရီးယားတချင်းတွေမှာအများကြီးမှာကြိုက်တဲ့တချင်းတစ်ပုဒ်လေးဖြစ်တယ်ပေါ့နော်။သူကကြတော့အန်နဲ့ဆောက်ပါတယ်။အဲ့တချင်းတစ်ပုဒ်ကိုတင်ပေးသွားမယ်။အန်နဲ့စာတွေစလုံးနှလုံးနော်စလုံးနှလုံးရှိတယ်အန်ကြီးပြီးတော့အဲ့အန်ကအန်နောက်မှာစလုံးလေးတွေရှိသေးတယ်ပြီးပြန်စတာက S နဲ့ပြန်စတယ်နော်အဲ့ဒါဆိုတော့အဲ့ဒါလေးကိုဒီနေ့တင်ပေးသွားပါမယ်အဲ့ဒါဆိုတော့ဒီနေ့ပုံပေါ်တော့နောက်လာတင်ပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့အခန်းဆက်ကြရအောင်နာထားနာတာပေါ်ထွက်လာ appear ဖြစ်လာတာဟိုမှာဘယ်လိုပြောမလဲထွက်ပေါ်လာပေါ်ထွက်လာဆိုရင်ဒီမှာဥပမာလည်းဘယ်လိုပြောရင်ကောင်းပေါ်ထွက်လာ appear တခုပစုံတရားဥပမာဒီကြောက်ထဲဘာလဲတော့မသိဘူးလေထွက်လာတယ်ပေါ်ထွက်လာတယ်ဘာကြီးလဲမသိထွက်လာတယ်အဲ့လိုမျိုးပေါ့နော်နာထားနာတာ sorry ပါနာထားနာတာထွက်လာပြီဘယ်လိုလုံးဝကြတော့နမ်ခီတာဆိုချန်ဒီတခုခုချန်တာတခုခုချန်ကိုရဲ့မဟုတ်ပဲဖြစ်ဒီစုံတရားကိုချန်ပြီဘယ်လိုလုံးဝကြတော့နေရောခါတာဆင်းသွားသည်နေရောခါတာဆင်းသွားသည်နေရောအိုတာဆင်းလာသည်နေရောအိုတာဆင်းလာသည်ဆင်းသွားသည်လွယ်ပါတယ်နေရောခါတာနေရောအိုတာနေရောခါတာနောက်လုံးကကြတော့နေရီတာဆိုတာဆင်းသည်ဘာဆင်းလာလဲနင်းလို့မိုးလို့တို့ရှိမှာကြတော့လေအဲ့လိုဘယ်လိုလဲဒီဆင်းကြသည်လို့မခေါ်ဘူးပေါ့နော်ကြသည်လို့ကြသည်လို့မခေါ်ဘူးနင်းစင်းနဲ့မိုးစင်းနဲ့နေရီတာနင်းစင်းသည်နော်
မိုးလာတယ်ပြီးကောက်တာမိုးလာနေပြီပြီးကောက်အခုစောမိုးရွာနေအဲ့လိုမျိုးပြောတာပေါ့နော်အဲ့တော့ကျတော့နုံးတာကြော်ဒီ limit တစ်ခုကြာကြော်တာ limit တစ်ခုကြာကြော်ကဥမာဒိဗေကဖောက်ပြရလဲဆိုတော့ပြည့်ပြီးရှန်ဒီလေကြော်သွားဒီ limit တစ်ခုတည်းကြော်သွားတယ်ကိုထည့်ထားတဲ့ရေတိုင်ဒီတစ်ခုတည်းမှာရေးထည့်ထားဒါပေမဲ့ရှေကဘုံမိုင်းကောင်းနေရနေပိုင်ကောင်းနေရနေရမ်းကြလာတယ်အဲ့လိုဆိုလို့ရှိရင်ဒါရေရှန်သွားပြေသွားပြီကြော်သွားပြီ limit တစ်ခုတည်းကြော်သွားပြီเนาะအဲ့လိုမျိုးပြောနောက်တော့ကကြတော့နမ်အော့ချီတာဆိုတာကကြတော့ချော်လဲတာနမ်အော့ချီတာချော်လဲလို့อ่ะနောက်တော့ကကြတော့နေရောက်ခါတာကျမဒီတလုံးနော်တိတ်ပြီးတော့တခုခုဆိုမင်းတက်နေရတော့အချင်းချင်းအခုဒီမှာအခန်းထဲသွားရင်ဘာလို့ရမှာမသိဘူးလှုပ်ချင်တာဟိုအဝေးစားသွားရွယ်တယ်အခန်းထဲရောက်ဝင်ဘာလို့ယူရမလဲသူတို့မိတဲ့နေတဲ့ခါကျတော့ကျမစဉ်းစားရအောင်နောက်တစ်ချင်းနေပါတယ်တင်တဲ့ခါကျရင်တစ်ချင်းကကျမအဲ့ဒီတင်ပေးမယ် M နဲ့ S နဲ့တစ်ချင်းကရဒါပေမဲ့အဲ့လိုမိသွားတာတွေဘာဖြစ်မှာဆိုလို့ကျမအဲ့လို notebook တစ်ခုပေါ့နော်တစ်ခုထဲမှာချရေးထားမှာပေါ့အဲ့လိုချရေးထားမှာအဲ့တော့ဒီနာနဲ့ပတ်သက်တဲ့ဟာကျမချရေးထားတယ်ကျောင်းလာကျမအလုံး20ပြည့်အောင်စဉ်းစားပြီးတော့ပေါ့နော်ကို idea တွေကိုဘယ်လိုရှိရမှာ copy မလုပ်ပဲနဲ့ကိုကတာစဉ်းစားပြီးရေးထားတယ်အဲ့တော့ဒီဟာကကျမမလို့ဘူးအလုံး20မပြည့်တာဘာလို့ဆိုကျမကတခုခုဆိုရှင်အရန်ကိုစိုးရိမ်တယ်အဲ့လိုမျိုးဆိုတော့လေအဲ့ကြောင့်မို့အချင်းဆိုတော့ကျမရေးထားမှရမယ်ဘာလို့လဲဆိုတော့အဲ့လိုနေတဲ့မျိုးခါကျတော့ဇာတ်တိုင်းပိုင်းမိသွားပြီးတော့ဆိုပြောချင်တယ်ပြောရမလို့ပဲအဲ့ဆိုတော့ဟုတ်ပြီဒါတစ်ခုကကြတော့ကစားတာဘယ်လိုခေါ်လဲ놀다ကစားတယ်놀다တာလို့ပြောရမယ်놀다ကစားတယ်အဲ့တော့ကျတော့놀아다နော်놀아다ဆိုတာကကြတော့လက်အော်တာတခုခု surprise တော့ပြောလို့ surprise ဖြစ်သွားတာနောက်ပြီးတော့အဲ့တော့လုံးဝကြတော့놀다ကနှိပ်တယ်놀다နော် subscribe ကျမရဲ့ channel ကို subscribe နှိပ်လိုက်ပါနော်놀다နော် subscribe နှိပ်လိုက်ပါအဲ့တော့လုံးဝကြတော့눕다 lady 눕다 ladyလုံးဝကြတော့느끼다ခံစားသည်느끼다ခံစားသည်느끼다ဆိုတော့ဒီနေ့ကကျမကဒီ verb တွေနဲ့ပတ်သက်တဲ့ဟာတွေကိုဒီနေ့သင်ပေးတော့တာဖြစ်ပါတယ်နောက်လာတော့ကြမှာစောင်းပေါ့အမေစာကျေအောင်နားထောင်ကောင်းပါတယ်သူကကြတော့coffee လေးကိုတောက်ပြီးတော့စကြဝဠာအဲ့ဒီပြပါမယ်အဲ့စာသားရမှာအဲ့ဒါပါအဲ့ဆိုတော့နောက်ဗီဒီယိုနောက်သင်ခန်းစာမှာတွေ့ရမယ်အားလုံးကိုသင်ခန်းစာလေးတွေတော့ coffee လေးကိုတောက်ပြီးတော့စကြဝဠာလေးကိုမောကြည့်လိုက်ရင်အဲ့လောက်ကြည့်ပဲပြပါမယ်အဲ့ဆိုနောက်ဗီဒီယိုနောက်သင်ခန်းစာတွေ့ပါအားလုံးပဲတတားပါ